အားလုံးပဲမင်္ဂလာပါခင်ဗျာ Mo Cordon Lab YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ ခေတ်မီနည်းပညာနဲ့ပတ်သက်ပြီးအရန်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ Google Gemini AI ကိုအသုံးပြုပြီးပုံမှန် selfie ထပ်ပုံတွေကို DSLR နဲ့ရိုက်ထားတဲ့ပုံလိုမျိုးဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာပဲဖြစ်ပါတယ်ဒါကိုအခမဲ့လုပ်နိုင်မှာဖြစ်ပြီးဘယ်သူမှဆိုလွယ်ကူကူလုပ်ဆောင်နိုင်ပါတယ်ကဲဘယ်လိုလုပ်ရမလဲဆိုတာကြည့်လိုက်ရအောင်နော်ပထမဆုံးအနေနဲ့တင်တို့ရဲ့ Chrome browser ကိုဖွင့်လိုက်ပါပြီးရင် search bar မှာ Gemini AI လို့ရိုက်ပြီးရှာလိုက်ပါဒါက Google ရဲ့တရားဝင် AI tool တစ်ခုဖြစ်ပါတယ်ရှာဖွေပြီးတာနဲ့ပထမဆုံးပေါ်လာတဲ့ link ကိုနှိပ်ပြီးဝင်လိုက်ပါဝင်ပြီးတာနဲ့ညာဘက်တောင်မှာ sign in လုပ်ဖို့ပေါ်လာပါလိမ့်မယ်သင် Google account နဲ့ sign in ဝင်လိုက်ပါတခုတတိထားရမှာကတကယ်လို့သင် Gmail account မှာ AI အတွက် credit တွေကုန်သွားပြီဆိုရင်တခြား Gmail account တစ်ခုနဲ့ထပ်ပြီး sign in ဝင်နိုင်ပါတယ် sign in ဝင်ပြီးတာနဲ့အပေါ်ဘက်ဘဲတောင်ဒါမှမဟုတ်အလဲလောက်မှာ nano banana ဆိုတဲ့ option ကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကိုရွေးချယ်လိုက်ပါပြီးရင်အပေါင်းလက္ခဏာ plus icon ကိုနှိပ်ပြီး upload files ကိုရွေးချယ်ပါပြီးတာနဲ့သင်ရဲ့ gallery ကနေဓာတ်ပုံတစ်ပုံကိုရွေးချယ်ရပါမယ်ရွေးတဲ့အခါမှာသင်မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ဓာတ်ပုံမျိုးကိုရွေးချယ်ပါကျွန်တော်ကတော့ဒီပုံလေးကိုရွေးလိုက်ပါတယ်ဓာတ်ပုံတင်ပြီးတာနဲ့အောက်မှာ prompt ရေးဖို့နေရာတစ်ခုပေါ်လာပါလိမ့်မယ်ဒီနေရာမှာဘယ်လိုပုံမျိုးကိုပြောင်းလဲခြင်းလဲဆိုတာကိုရေးထားရမှာပါထည့်ပါတယ်ဗီဒီယိုရဲ့ဖော်ပြချက်ဒါမှမဟုတ် comment မှာကျွန်တော်ပေးထားတဲ့ prompt ကို screenshot ရိုက်ပြီးကူးယူနိုင်ပါတယ်ကူးယူပြီးရင်ဒီနေရာမှာ paste လုပ်လိုက်ပါကဲ prompt ကို paste လုပ်ပြီးပြီဆိုရင် send လုပ်လိုက်ပါ Google Gemini AI ကသင်ပုံကိုစတင်ပြီးပြောင်းလဲပေးပါလိမ့်မယ်ခဏလေးစောင့်ကြည့်လိုက်ရအောင်နော် wow မြင်တဲ့အတိုင်းပဲရလကအင်္ဂမောင်းပါပဲနော်ကျွန်တော်ရဲ့မျက်နှာက 100% တူညီနေပြီးနောက်ခံပုံတွေအလင်းအမောင်တွေက DSLR နဲ့ရိုက်ထားတဲ့ပုံလိုမျိုးအရန်လှနေပါတယ်ဒီလိုပုံမျိုးတွေကိုတင်လွတ်လဲအလွယ်အကူဖန်တီးနိုင်ပါတယ်ဒီပုံကို download လုပ်ဖို့အတွက်ပြောင်းလဲထားတဲ့ပုံပေါ်မှာတစ်ချက်နှိပ်လိုက်ပါပြီးရင်ညာဘက်အပေါ်တောင်ဒါမှမဟုတ်အောက်ဘက်တောင်မှာ download icon ကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကိုနှိပ်ပြီး download လုပ်နိုင်ပါတယ်ဒါမှမဟုတ်ပုံကိုဖိပြီး download image ကိုရွေးချယ်နိုင်ပါတယ်ကဲဒီလိုမျိုးပုံအမျိုးမျိုးကိုတင်လို့စိတ်ကြိုက် prompt တွေနဲ့စမ်းသပ်ဖန်တီးနိုင်ပါတယ်ဒီဗီဒီယိုကနေတစ်ခုခုဘူးတူတာရသွားမယ်လို့မျှော်လင့်ပါတယ်ကဲဒီနေ့တက်တော့ဒီလောက်ပါပဲခင်ဗျ Google Gemini AI နဲ့ဓာတ်ပုံပြုပြင်နည်းကတကယ်ကိုလွယ်ကူပြီးအခမဲ့ပါပဲနော်အခုလိုနည်းပညာတွေတိုးတက်လာတဲ့အချိန်မှာ DSLR တွေမလိုတော့ဘူးလို့ပြောရမလို့ပါပဲဒီဗီဒီယိုလေးကသင်အတွက်အသုံးဝင်တယ်လို့ထင်ပါတယ်နော်တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဦးလို့ပြောချင်ရင်ဒီနေ့အတွက်ဒီလောက်နဲ့ပဲညံ့ပါစေနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာပါမယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ